ကျွန်တော်ပြန်လည်မွေးဖွားလာပြီးနောက်ပထမဆုံးလုပ်တဲ့အလုပ်ကတော့လူတိုင်းရဲ့တောင်ပြောင်ချင်းခံခဲ့ရတဲ့လူရွှေရဲ့ကူကိုတူပြီးခေါင်းတလားထဲမှာသူမရဲ့အလောင်းနဲ့တူဝင်အိတ်လိုက်တာပါပဲသူမရဲ့ cherry တီးလို့မြင်းမြန်းတဲ့နှခမ်းလေးကိုကျွန်တော်အများကြီးလက်ရှုပ်နေမိတယ်ဘာလို့လဲဆိုတော့နောက်ထပ်2ရက်ခွဲကြာမှထူးဆန်းတဲ့ဆွမ်းအားစုတွေကဘာဘူးကြားရောက်လာတော့မှဖြစ်ပြီးအဲ့ဒီအချိန်မှာတေဆုံးပြီးသားဝိညာဉ်တွေအားလုံးပြန်လည်လို့ထလာကြတော့မှမို့လို့ပါလူရွှေကအနီရောင်မင်္ဂလာဝတ်စုံကိုဝတ်ဆင်ပြီးတချို့ခံခဲ့ရတာကသူမရဲ့မကျေနပ်ချက်အာဃာတတွေကြောင့်ဒီထူးဆန်းတဲ့ဆွမ်းအားတွေကြားရောက်လာတဲ့အခါသူမဟာအကြောက်ရဆုံးဆက်ကောက်ဖြစ်တဲ့ဟန်မာဖြစ်ပြောင်းလဲသွားမှာပါလူရွှေဟာဟန်မာဖြစ်ပြောင်းလဲပြီးနောက်နိုင်ငံလုံးမှာအကြောက်ရဆုံးအမဲဆက်ကြီးဖြစ်လာခဲ့တယ်နောက်ပိုင်းမှာတော့တယောက်ကသူမကိုနှိမ်နှင်းဖို့နီလန်းကိုတွက်ချက်ဖော်ထုတ်နိုင်ခဲ့ပါတယ်အဲ့ဒါကတော့သူမသတိမထားမိခင်မှာသူမရဲ့နှကန်းကိုနမ်းလိုက်ဖို့ပါပဲဒါပေမဲ့သူမနာကိုအနေငယ်ကပ်မိတာနဲ့6လခံရပြီးအလောင်းကောင်ဖြစ်သွားနိုင်တာကြောင့်ကဘာပြက်ပြီးဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာဒီနီလန်းကိုဘယ်သူမှမလုပ်နိုင်ခဲ့ကြပါဘူးအခုတော့ကျွန်တော်ပြန်လည်မွေးဖွားလာပြီးမို့လူရွှေရဲ့ဆွမ်းအားကိုရယူဖို့ကြိုးစားရမှာပေါ့အကယ်၍အောင်မြင်ခဲ့ရင်ကျွန်တော်ဟာဒီကဘာပြက်တက်မှာအကြောက်ရဆုံးပုဂ္ဂိုလ်ဖြစ်လာမှာပါကျွန်တော်မှာယုံကြည်ချက်အပြည့်ရှိပါတယ်အခုချိန်မှာလူရွှေကအလောင်းတက်တက်ပဲရှိသေးတာတကယ်ဟန်ပါမဖြစ်သေးတော့ကျွန်တော်ကြိုက်တယ်လို့နမ်းလို့ရတာပေါ့ပိုပြီးသေးချသွားအောင်ကျွန်တော်ကောင်းတလားထဲမှာ3ရက်3ညကျုံဝင်အိပ်ပြီးသူမကိုနမ်းဖို့ဆုံးဖြတ်လိုက်တယ်ရင်ကုန်စိတ်လှုပ်ရှားစွာနဲ့ကောင်းတလားကိုကျွန်တော်ရက်ခွင့်လိုက်ပါတယ်ထူးဆန်းတဲ့ဆွမ်းအားတွေရဲ့လွှမ်းမိုးမှုကြောင့်လားမသိလူရွှေရဲ့ရုပ်လောင်းကပုံတိုးခြင်းမရှိပဲအိပ်ပျော်နေတယ်လို့မျိုးလှပလုံးနေတာကြောင့်ကျွန်တော်ငေးမောနေမိတယ်မိနစ်အနေငယ်ကြာမှတတိပြန်ဝင်လာပြီးကျွန်တော်ကောင်းတလားထဲကိုဝင်အိပ်လိုက်တယ်သူမကပိတ်ပပလေးမို့ကောင်းတလားထဲမှာကျွန်တော်တို့2ယောက်လုံးအေးစေးအိပ်လို့ရပါတယ်ကောင်းတလားဖုံးပိတ်လိုက်တဲ့အခါပတ်ဝန်းကျင်ကမှောက်တိကျသွားပေမဲ့ကျွန်တော်မကြောက်ပဲသဘောကျနေမိတယ်ရိုးရိုးရွှေတက်ရှိတင်ရှာရှိစဉ်ကလူတိုင်းရဲ့တောင်းတမှုကိုခံခဲ့ရတဲ့သူဖြစ်ပေမဲ့အခုလိုလှပတဲ့မိန်းကလေးနဲ့ဒီလောက်နီးကပ်ကပ်နေရတာကျွန်တော်အတွက်ပထမဆုံးပါပဲဒါပေမဲ့အရေးကြီးတာကအလုပ်ဖြစ်ဖို့ပဲလေကျွန်တော်ရိုးရိုးရွှေကိုရင်ခွင်ထဲဆွဲသွင်းပြီးသူမရဲ့နှကန်းလေးတွေကိုနမ်းလိုက်တယ်အေးစက်နေပေမဲ့မတောင်းမနေပဲအရန်ကိုနူးညံ့နေပါတယ်ကျွန်တော်အဲ့ဒီနူးညံ့မှုတွေမှာညင်မျောနေတော့ရိုးရိုးရွှေရဲ့ခန္ဓာကိုယ်ကရုတ်တရက်တုန်ခါသွားတယ်ကျွန်တော်မျက်မှောင်ကျုပ်လိုက်မိတယ်သူမအချိန်မတိုင်ခင်လို့ထလာတာမဖြစ်နိုင်တာကျွန်တော်ကတော့သူမရဲ့ပါပြည့်လေးကိုကင်ပြီးစနန်းနေတော့ရုတ်တရက်နာကျင်မှုကိုခံစားလိုက်ရတယ်ရိုးရိုးရွှေကကျွန်တော်နှကန်းကိုပြန်ကိုက်လိုက်တာပါသူမကကျွန်တော်ကိုအရှက်မရှိတဲ့ကောင်လို့ဆဲနေတယ်လို့ပါပဲအဲ့ဒီအချိန်မှာပဲတင်းကျန်းကုန်းထဲကိုယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ရှောက်လာကြတယ်空虚大师，这柳如雪竟然还穿着红色嫁衣器自杀了，说是做鬼也不放过我，你一定要帮帮人家。阿弥陀佛，贫僧专业斩妖除魔30年，不管是厉鬼还是僵尸，都能轻松应对。况且这次贫僧特意带了桃木剑，就不信对付不了。သူကပြောလဲကလည်းကောင်မလေးရဲ့ခါလေးကိုတိုက်ဖက်ပြီးနူးညံ့ချုံမှုတဲ့အထီးတွေကိုအရသာခံနေတဲ့ဆရာတော်ကိုရွှေရဲ့မျက်နှာမှာအပြုံးတွေပိုဝေလာတဲ့ကောင်မလေးကမူတလူလိုလုပ်နေပြီးမြင်းဆန်ချင်းမရှိတာကြောင့်ဆရာတော်ဟာပိုပြီးလက်ရဲဆက်ရဖြစ်လာကမတင်တော်တဲ့နေရာတွေထိလက်ကရောက်လာတော့တဲ့ကောင်မလေးကရွှေရှာမှုကိုအောင်ရင်တိခံရင်မျက်နှာချိုသွေးပြီးပြောလိုက်တယ်哎呀，大师，不要急嘛，只要能顺利解决这个柳如雪，人家就是你的。တကယ်တော့ဒီကောင်မလေးရဲ့နာမည်ကကုလူတဲ့ရိုးရိုးရွှေလိုပဲကျန်းဟိုင်တိတ်ပံနဲ့နီးပညာတက္ကသိုလ်ကကျောင်းသူတယောက်ပေါ့ရိုးရိုးရွှေရဲ့အလှပကိုမနာလိုတာကြောင့်ကုလူကတခြားကျောင်းသူတွေနဲ့ပေါင်းပြီးကျောင်းတွင်းအနိုင်ကျင့်မှုတွေလုပ်ခဲ့တာပါရိုးရိုးရွှေကကိုတက်တည်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ဘူးလူလူရွှေကမသိခင်မှာသူမကိုအနီရောင်မင်္ဂလာဝတ်စုံဝတ်ပေးဖို့နဲ့အနီရောင်ကောင်းတလားနဲ့တင်ကြိုင်ကုန်းမှာတကြိုပေးဖို့တည်တန်းစာရေးခဲ့ပါတယ်ဒါဟာတည်ပြီးရင်တည့်ရဲဖြစ်တဲ့ကုလူတို့ကိုလက်စားချေဖို့အတွက်ဖြစ်ပါတယ်ကုလူကအရန်ကြောက်နေတာကြောင့်ဆရာတော်ကိုရှိကိုရှာပြီးလူလူရွှေကိုအမြန်ဆုံးလူဝင်စားဖြစ်အောင်ရကြချီခိုင်းဖို့ခေါ်လာတာပါဒါပေမဲ့သူတို့နှစ်ယောက်လူလူရွှေရဲ့အုပ်ကူပွင့်နေတာကိုမြင်လိုက်ရတဲ့အခါဆုံးသွားကြတယ်这是柳如雪的坟吗？应该就是这里，可为什么坟会被扒开？该不会柳如雪诈尸了？ကုလူကကြောက်လက်တကြားအော်ဟစ်လိုက်တော့ဆရာတော်လည်းထိတ်လန့်သွားတယ်သူကဖုန်းကြီးဝတ်ထားပေမဲ့တကယ်တမ်းဘာတန်ကိုမှမရှိပါဘူးဒီတစ်ခေါက်လာတာကလည်းအခွင့်ကောင်းယူပြီးကောင်မလေးကိုနှိုက်ချင်လို့လာတာပါအခုမြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုတေးထွက်မတက်ကြောက်လန့်သွားစေတယ်ဆရာတော်ကိုရှိဟာတခြားနည်းနဲ့မရှိတာကြောင့်မတ်ငုံဓာတ်ကိုကင်ပြီးခေါင်းတလားစီကိုတုံတုံရင်ရင်နဲ့ရှောက်သွားလိုက်ရတယ်ဒီနေ့ကဇူလိုင်လ15ရက်တရေလားဖြစ်ပြီးလက်မင်းရဲ့အလင်းရောင်ကအနီရောင်ကောင်းတလားပုံကိုကြားရောက်နေတာဟာတကယ်ကိုကြောက်စရာကောင်းလာပါတယ်ဆရာတော်ကောင်းတလားနာကိုချင်းကပ်သွားတဲ့အချိန်မှာပဲကဘာကြီးကရုတ်တရက်ပြောင်းလဲသွားတယ်ကြည်လင်နေတဲ့လလင်းရောင်ဟာတွေးရောင်လိုမြည်ရဲသွားပြီးကဘာတစ်ခုလုံးတွေးတွေနဲ့ညှို့နေတဲ့ငရဲကန်တစ်ခုလိုဖြစ်သွားတော့တယ်ဆရာတော်ကိုရှိကထူးဆန်းမှုကိုသတိထားမိပြီးနောက်ကိုအလက်တကြားဆုပ်လိုက်ရင်ဘာတွေဖြစ်ကုန်တာလဲလမင်းကြီးကဘာလို့ရုတ်တရက်တွေးရောင်ပြောင်းသွားတာလဲသူစကားလည်းဆုံးလုံးကောင်းကင်ရံကနေမိုးကြိုးတစ်ချက်ဝန်းကနေပစ်ချလိုက်တယ်အဲ့ဒီအချိန်မှာပဲလောကကြီးတစ်ခုလုံးရုတ်တရက်ပြောင်းလဲသွားပြီးမင်းနဲ့တဲ့မိုးရေတွေဟာကဘာမြေပေါ်ကိုအရှိန်ဟုန်နဲ့တုံးဖြတ်ကျလာတော့တယ်ဒါပေမဲ့ဒီမိုးရေတွေကညဉ့်ညမ်းမှုတွေကိုစေးကြောပေးမှာမဟုတ်ပဲအဆုံးမရှိတဲ့ဘေးဒုက္ခတွေကိုသာတည်ဆောင်လာမှာပါထူးဆန်းတဲ့ဆွမ်းအားတွေအလုံးစုံပောက်ကွဲထွက်လာပြီးတေဆုံးနေတဲ့ဝိညာဉ်ပေါင်းများစွာဟာအဲ့ဒီအချိန်မှာတင်ပြန်လည်နှုတ်ထလာကြတယ်သူတို့ဟာအကြောက်ရဆုံးကိစ္စတွေဖြစ်ပြောင်းလဲပြီးတွေ့သမျှလူသားအလုံးကိုလိုက်လံတက်ဖြတ်ကြတော့မှာပါဒါပေမဲ့လူသားတွေအတွက်မျှော်လင့်ချက်လုံးဝမရှိတာတော့မဟုတ်ပါဘူးဒီလိုထူးဆန်းတဲ့လူထားမှုတွေဖြစ်ပြီးနောက်လူတိုင်းဟာတွေးမှတ်သားတွေနှုတ်ထလာဖို့အခွင့်အရေးရှိပါတယ်တွေးမှတ်သားတစ်ခုချင်းစီဟာအစွမ်းတက်တဲ့ဆွမ်းအားတွေကိုကိုးစားပြုပြီးတချို့ဆိုရင်အမှတ်သားများပြားကိုကြပြိုင်နဲ့ပိုင်ဆိုင်နိုင်ကြပါတယ်အဲ့ဒီလိုလူမျိုးတွေကတော့ထိပ်သီးပုဂ္ဂိုလ်တွေဖြစ်လာမှအသေးချပါပဲအဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဆရာတော်ကုန်းရွှေကတော့အကြီးကျယ်ထိတ်လန့်သွားပြီးကုလိုရဲ့အသက်ကိုတောင်ဘီးမဆိုင်နိုင်တော့ပဲလက်ထက်ကပစ္စည်းတွေကိုပြစ်ချကလစ်ထွက်သွားတော့တယ်ကုလိုလည်းအော်ဟစ်ပြီးနောက်ကနေအမိလိုက်သွားရတာပေါ့အဲ့ဒီအချိန်မှာပဲကောင်းတလားထဲမှာထူးခြားမှုတွေစတင်ဖြစ်ပေါ်လာတယ်မျိုးရွှေရဲ့ခန္ဓာကိုယ်တစ်ခုလုံးကနေထူးဆန်းတဲ့ဆွမ်းအားတွေထွက်ပေါ်လာပြီးဒီကိုယ်လုံးဟာမီးလောင်နေတဲ့လူမျိုးအရန်ကိုပူလောင်လာခဲ့တယ်ကျွန်တော်လည်းအများကြီးမစင်စားနိုင်တော့ပဲအရင်ဆုံးနမ်းလိုက်ဖို့ပဲဆုံးဖြတ်လိုက်တယ်သူမရဲ့ကောင်းကိုဆွဲလက်ပြီးအားရပါးရနမ်းလိုက်တဲ့အခါထိတွေ့လိုက်တာနဲ့တပြိုင်နက်တစ်ခုခုမှားနေပြီဆိုတာသိလိုက်ရတယ်ရိုးရွှေရဲ့ပါဇက်ထဲမှာထက်မြက်တဲ့သွားပြီးပေါက်နေပြီကြဒါကပုတ်ကောင်သွားပြီးပဲအခုသူမရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြောင်းလဲလာနေတယ်လို့ကျွန်တော်စီမှာလည်းအဲ့ဒီလိုအပြောင်းလဲပြီးဖြစ်လာတယ်ကြောက်မက်ဖွယ်ကောင်းတဲ့ဆွမ်းအားတွေကကျွန်တော်စီကိုတိုးဝင်လာပြီးခဏချင်းပါလေအယိုးတဲ့ထိနာကျင်မှုကိုခံစားလိုက်ရတဲ့စက်တစ်ခုချင်းစီကကွဲအပ်သွားတဲ့လိုမျိုးဝိညာဉ်ကိုအနဲ့တိုးဆောခံရတဲ့လိုမျိုးခံစားရတာပါဒီလိုကြမ်းတမ်းတဲ့ဆွမ်းအားတွေအောက်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းမှတောင်းလာတယ်ဒါဟာမတည်နိုင်တဲ့ခန္ဓာကိုယ်ဖြစ်လာဖို့ပုတ်ကောင်ဖြစ်ခြင်းရဲ့ပထမဆုံးအဆင့်ပါပဲဒါပေမဲ့မကြခင်မှာပဲနောက်ထပ်ထူးဆန်းတာတစ်ခုကိုသတိထားမိတယ်ကျွန်တော်ရဲ့အသိစိတ်တွေကဝေဝါးလာပြီး3ရက်3ညလောက်အေးအေးတက်ထားတဲ့လိုမျိုးထာဝရအိပ်ပျော်သွားတော့မယ့်အခြေအနေကိုရောက်လာတာပါဒါဟာထူးဆန်းတဲ့ဆွမ်းအားတွေကကျွန်တော်ရဲ့အသိစိတ်ကိုဝင်ရောက်တိုက်ခိုက်နေတာဆိုတာချက်ချင်းနားလည်လိုက်တယ်အကယ်၍ကျွန်တော်သာတောက်မခံနိုင်ရင်အသိစိတ်မရှိတဲ့တကယ်ပုတ်ကောင်ဖြစ်သွားတော့မှာပါဒါကကျွန်တော်တို့ချင်းနဲ့ရလည်းမဟုတ်ဘူးပုတ်ကောင်တွေကအစွမ်းထပ်ပေမဲ့ညင်ရင်နေပါပြီးတွေးခေါ်မှုနှိကွေးရဲ့အားနည်းချက်ရှိတယ်လေ
ကျွန်တော်အစွမ်းကုန်တောင်းခံလိုက်ပြီး7မိနစ်ခွဲလောက်ကြာတဲ့အခါမှာတော့ကျွန်တော်ခန္ဓာကိုယ်ကစက်ကူဖြူတစ်ချက်လိုဖြူလျော့သွားပြီးမျက်ဝန်းတွေကတွေးရောင်လွှမ်းကတက်တက်လို့တဲ့အငွေ့သက်တွေထွက်ပေါ်လာတဲ့ကြောကုန်းမှလည်းအနက်ရောင်အတောင်မဲ့တစ်စုံပေါက်လာခဲ့တယ်ကျွန်တော်အသက်ရှင်နိုင်ခဲ့တဲ့အပြင်ကြမ်းချန်ရဲ့စွမ်းအားတွေကိုပါရရှိခဲ့ပါတယ်အခုတော့ကျွန်တော်ကိုယ့်အခြေအနေကိုနားလည်သွားပြီးရိုးရိုးရွှေကဟန်မှာဖြစ်သွားပြီးကျွန်တော်ကတော့ကြမ်းချန်ဖြစ်လာခဲ့တာပါကျန်းချန်ဆိုတာဖုတ်ကောင်ဘရင်လေးပါးထဲမှာအစအထက်ဆုံးဘရင်တစ်ပါးဖြစ်ပြီးဒဏ္ဍာရီရဆိုရင်ကဘာဦးဖျားပန်ကူးရဲ့တွေးဆက်ကနေဆင်းသက်လာတာလို့တောင်ဆိုကြတယ်ခန္ဓာကိုယ်ထဲကစွမ်းအားတွေကိုခံစားပြီးတော့ကျွန်တော်အရန်ကိုစိတ်လှုပ်ရှားသွားတယ်အစွမ်းထက်တဲ့စွမ်းအားတွေအပြင်လူသားတစ်ယောက်လိုဉာဏ်ရည်ပါရှိနေမှာတော့ဒီကဘာပေါ်မှာကျွန်တော်ကိုဘယ်သူတားဆီးနိုင်အောင်မလဲကျွန်တော်ကောင်းတလားဖုံးကိုကပ်ပူပြီးထွက်လိုက်တဲ့အခါရိုးရိုးရွှေကလည်းနောက်ကနေပြန်ထွက်လာခဲ့တယ်သူမရဲ့တက်ဖြတ်လိုတဲ့အကြည့်တွေကကျွန်တော်စီမှာပဲဆွေးနွေးနေတယ်ကျွန်တော်မျက်မှောင်ကျုပ်လိုက်မိတယ်ကျွန်တော်မညံတဲ့ကတိုက်ဆိုရင်ရိုးရိုးရွှေဟာဟန်မှာဖြစ်သွားပြီးရင်အသိစိတ်မရှိတော့ပဲနာကြည့်ချက်တွေပဲကျွန်တော်မှာပါသူမနိုးလာပြီးရင်ပထမဆုံးလုံးမဲ့အလုပ်ကကြောင်းကိုသွားပြီးသူမကိုနှိမ့်ဆက်ခဲ့တဲ့သူတွေကိုတတ်ဖို့ပဲအခုဒီဝါမှာတော့ကျွန်တော်ကသူမရဲ့စွမ်းအားတွေကိုခိုးယူဖို့အတွက်သူမကိုနိုင်ပေါင်းများစွာအတမနန်းရှုပ်ခဲ့တာဆိုတော့သူမကကျွန်တော်ကိုလက်စားချေချင်နေရလားကျွန်တော်လည်းကိုကာကွယ်ဖို့အတွက်စွမ်းအားတွေကိုအသင့်ပြင်လိုက်တဲ့အခုချိန်မှာအားကြီးတဲ့သူမသာရှင်တန်ခွင့်ရှိတာလေရိုးရိုးရွှေရဲ့မျက်ဝန်းတွေကတွေးရောက်တောင်းနေပြီးသူမစီကနေထွက်ပေါ်လာတဲ့အပူချိန်ကြောင့်ခြေထောက်အောက်ကမြေကြီးတွေဟာချော်ရည်တွေဖြစ်ပြောင်းလဲသွားတယ်ဒါဟာဟန်ဘာရဲ့စွမ်းအားဖို့ကျွန်တော်ဟိန်းဟောက်လိုက်ပြီးမြေပြင်ကနေပြန်တက်လိုက်တယ်虽然是依靠你我才获得了这样的力量，但你既然要杀我，那就别怪我不客气了。ကျွန်တော်ခဏချင်းမှာပဲရိုးရိုးရွှေရဲ့ရှိကိုရောက်သွားပြီးသူမရဲ့လေပင်ကိုညှစ်လိုက်တယ်ကျွန်တော်စီကထွက်လာတဲ့ဘရင်တစ်ပါးရဲ့ PR တွေကရိုးရိုးရွှေကိုလွှမ်းမိုးသွားခဲ့တယ်ကျွန်တော်ဖြစ်လာတဲ့ကျန်းချန်ကရိုးရိုးရွှေဖြစ်တဲ့ဟန်ဘာနဲ့မတူဘူးသူမကရာတီဥတုကိုထိချုံနိုင်တဲ့ဘေးဒုက္ခနဲ့ဖျားမှဆိုပေမဲ့ကျွန်တော်စီမှာကဖုတ်ကောင်တွေရဲ့ A grade လိုမျိုးအားလုံးကိုတုံ့လို့စေတဲ့ PR ရှိတယ်လွယ်လွယ်ပြောရရင်ရိုးရိုးရွှေကအဝေးကနေတိုက်ခိုက်တာပူတော်ပြီးကျွန်တော်ကတော့အနီးကပ်တိုက်ခိုက်မှုမှာတိုင်မဲ့မရှိဘရင်ပါပဲကျွန်တော်ရဲ့ဘရင်တစ်ပါးလိုအရှိန်အဝါကိုခံစားလိုက်ရတော့ရိုးရိုးရွှေဟာချက်ချင်းပဲပြန်လဲခုခံနိုင်ကြမရှိတော့ပဲနူးညံ့တဲ့တူငယ်လေးတစ်ကောင်ဖြစ်သွားတယ်ဒါပေမဲ့သူမရဲ့ညုံထဲမှာတော့ဝေခွဲမရတဲ့အရေးအယောင်မရှိနေလို့ပဲသူမနာနာကိုကပ်ပြီးကျွန်တော်တူတူလေးမိလိုက်တယ်你能听得懂我说话吗？ရိုးရိုးရွှေကဘာမှပြန်မဖြေပဲဝေခွဲမရတဲ့အကြည့်တွေနဲ့ပဲကြည့်နေတယ်ဒါကိုကြည့်ချင်းအဖြစ်သူမမှာအသိစိတ်မရှိသေးဘူးဆိုတာသိလိုက်ရတယ်ဒါကကျွန်တော်နဲ့သူမကြားကအဓိကကွာခြားချက်ပဲ